အဲ့ဘလိုမျိုးဟိုရေတော့ဟိဘာဖာကလူတနော်နော်ဘောနော်တကယ်ဖူတာတကယ်ဖာစတနော်နော်တဲကေကလောမတမင်းဖူတာပါဘောတာစတနော်နော်ယနေ့စားတော့တဲကေဘာကညောကလဖိစားတော့တောင်းမိတာလောဟိုအနီဒီစီပလက်ဒီလေတာတော့စီပလက်လီမဆိုင်ဘာကညောနေအနီဒီစီပလက်ဒီလောရေတော့လောဘာကလူတိဖာကတိပါကေဘာကလူဘလီဘလီတာစတလာနော်ဘကကလပ်ကတော့ဒီညောကလောနော်ကျမတို့ကရင်လူမျိုးဖြစ်မျိုးဖားလာတယ်ခါကြိုက်ကရင်လူပြောမှရှက်တယ်ဟိုသူများကြားထဲမှာမျက်နှာငယ်တယ်လို့ပေါ့တိုင်းရင်းသားတွေမျက်နှာငယ်ရတယ်နော်မြန်မာနိုင်ငံမှာဆိုရင်တည်ရတယ်တချို့တွေအရင်မျက်နှာငယ်ရတော့အမျိုးကိုယ့်ဘာသာစကားကိုပြောမှတော့ရှက်နေတယ်အဲ့ချိန်မှာဟိုနောက်ပိုင်းမှာအသက်ရလာတဲ့အချိန်မှာပြင်သိလာတာပါလဲဆိုတော့ကိုကဒီလူမျိုးတယောက်ဖြစ်ဖို့တုံ့ပြန်ဖောက်လာတဲ့အတွက်ကိုယ့်ရဲ့လူမျိုးတမိုးထားရမယ်ကိုယ့်ရဲ့ဘာသာစကားတမိုးထားမယ်ချိန်မှာကင်စကားကိုပြင်ပြီးတော့ကြိုးစားပြီးတော့ပြောတဲ့အချိန်မှာကင်ရဲ့တချင်းဆိုတဲ့သူတယောက်ဖြစ်လာတယ်ဒါပေမဲ့အရင်တော့ကရင်တချင်းဆိုလုံးဝမပြီးဘူးတချင်းစဆိုတော့ကရင်လုံးမပြီးဘူးရတော့ဝဘကညောနေအတတော်ဒီတော့ဘကညောကကဲဒီတော့အပယောမှုတောင်းဘကညောမအကဲတာဒီနေမစားခိုင်းနေရတော့ဘကညောလောတော့ရတော့ကေပယောတော့လောပါအရင်တော့ကရင်လို့ဆိုတာမပြီးဘူးစဆိုတော့ဆိုရင်လည်းကရင်လို့တအားပြီးတော့ကရင်မစစ်စစ်ဖြစ်ပြီးတော့မြန်မာလူလဲဆိုတော့မပြီးတော့ငပိတန်သွားတာဒါပေမဲ့အခုမြန်မာတချင်းတပုတ်ဆိုလို့ရလားမသိဘူးနော်ကရင်လို့နောက်လည်းလူတယောက်နှစ်ယောက်ရှိနေရင်လည်းအဲ့ဒီတယောက်နှစ်ယောက်တော့ပေါ့နော်ဟိုနှစ်ပုတ်ဟိုတပုတ်နှစ်ပုတ်နှစ်ပုတ်ဆိုမယ်တပုတ်ပဲချင်တာလည်းမြန်မာလူကဒါပေမဲ့နှစ်ပုတ်ဆိုမယ်နော်အရင်ဆုံးဟိုအကုန်လုံးရတဲ့တချင်းဒီကကရင်တွေပါရတယ်အဲ့တချင်းကိုဆိုမယ်နော်ဟိုအဲ့တချင်းဆိုတဲ့လူကဟိုနော်ထီရဲ့ရောက်ကမတော်တဲ့ရောက်ကကောင်းဘာဖြစ်လဲဆိုတော့သူတောက်လေအမနီနဝါအမဟာအမြဲတမ်းလို့ပြောသူရောက်ခမှာခေါ်မှာပေါ့နော်ကောင်းရဲ့တချင်းကြုံနေပါဆိုရင်စင်းလေးဆွဆွပါလေ